မင်္ဂလာပါဒီနေ့ငမုတ်ဖြူလာဘာငါလဲမြန်မာလိုဘယ်လိုခေါ်လဲဒီငါအောင်ငမုတ်ဖြူလို့ခေါ်ရလားငါလေးပေါ့နော်ဒီလိုလေးအယိုးတခြားအသားတခြားလေးတွေဖြစ်အောင်လှီးရတာပေါ့နော်လှအကောင်ပြည့်အောင်လှလေးလှီးရတာပေါ့လှီးပြီးတော့သူ့ကိုအယုံကျွန်တော်ဆိုင်မှာတအားရောင်းရတဲ့ပဲငယ်ပြားကြီး sorry ပေါ့နော်ချက်လို့မနိုင်လို့လို့မနိုင်တဲ့ပဲငယ်ပြားကြီး sorry နဲ့ပေါင်းပြပါမယ်အဲ့လိုလေးလှီးရအောင်နော်တခြားလေးလှပါလေးလှီးပြီးတော့ရင်းနှီးဘူးထဲမှာသူကထက်စေလေးပြုတ်တာပေါ့ထက်စေလေးပြီးနော်စီးတဲ့သဘောလေးပြုတ်တာပေါ့ပြီးရင်သူ့ကိုဂျင်းလေးနည်းနည်းထည့်အောင်နော်ဂျင်းနည်းထည့်ပြီးတော့ဒီပဲငယ်ပြားကြီး sorry ပေါ့နော်ဇွမ်းဝင်တော့ထည့်ရပေါ့ဇွမ်းဝင်တော့ထည့်ပြီးတော့သူ့ကိုတော့လိုလေးပေါ့နော်တော်တော်ရောင်းရတယ်သူကျွန်တော်ဆိုင်မှာဒီပဲငယ်ပြားကြီးဆော့လို့ကိုမနိုင်ဘူးပေါင်းရင်တော့4မိနစ်ပေါင်းတော့ကျက်ပါရဲ့နော်3မိနစ်4မိနစ်ပေါင်းတော့ကျက်ပါရဲ့သူကကျက်လာတော့ထုတ်ခဲ့မယ်ထုတ်ပြီးတော့ဒီစီမွေးလေးထည့်အောင်နော်စီမွေးလေးထည့်မယ်ကျက်သွန်ကြော်လေးထည့်မယ်ပေါ့နော်ဒါစီမွေးပေါ်လောင်းထည့်ရပါတော့ပြီးတော့ဒါကျက်သွန်ကြော်ကျက်သွန်ဖြူကျွတ်လေးကြော်ထားတာလေးထည့်မယ်ပြီးရင်နည်းနည်းမင်းအုပ်ထည့်ပါပေါ့နော်နည်းနည်းမင်းအုပ်ထည့်ပြီးတော့ဒီလိုလေးပါဒီပဲငယ်ပြားကြီးဆိုတော့တော်တော်လေးကိုရောင်းရတယ်နော်လို့ကိုမနိုင်ဘူး